အားလုံးပဲမင်္ဂလာပါခင်ဗျာ MBA သတင်းဌာနရဲ့ဒီကနေ့မေလ29ရက်နေ့နနက်ခင်းသတင်းတွေကိုကျွန်တော်ခေရနန်ကတင်ဆက်ပေးပါတော့မယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲဗမောမကြရဲ့အစားအသောက်နဲ့တောက်လျှောက်ရေရာရှင်တွေရဲ့စစ်တပ်ရိတ်ခါပို့ပြီးပြန်လာတဲ့စစ်တပ်နဲ့ပြူတွေခြုံခိုတိုက်ခိုက်ခံရလို့စစ်တအူဘဝကူသွားတဲ့သတင်းအာဆာ ARA RSO တို့ရဲ့အနေကနေကာကွယ်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပူးပေါင်းမယ်လို့ထုတ်ပြန်တဲ့သတင်းUFC ရှပီယံဂျိုရှူအာဗန်နဲ့ဖြူဖြူကျော်သိန်းကိုမလေးရှားရောက်မြန်မာတွေကြိတ်ကြိတ်တိုးကြိုဆိုတဲ့သတင်းမြောက်ကိုရီးယားကိုတုံ့ပြန်ဖို့ပထမဦးဆုံးနျူကလ িয়ার ရင်ငုတ်တင်ပေါ်လွှတ်တင်နိုင်ရေးတောင်ကိုရီးယားကြိုးပမ်းတဲ့သတင်းအဲ့ဒီလိုနနက်ခင်းအထိအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါပြီMBA ကနေစဉ်ဂျာမလက်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာပြည်တွင်းသတင်းတွေကနေစတင်ရှုစားလိုက်ကြရအောင်ပါခင်ဗျာဗမောမကြရဲ့အစားအသောက်နဲ့တောက်လျှောက်ရေရာရှင်တွေရဲ့စစ်တပ်သတင်းနဲ့စလိုက်ချင်ပါပြီဗမောမကြရဲ့အစားအသောက်နဲ့တောက်လျှောက်ရေရာရှင်တွေရဲ့စစ်တပ်အဖြစ်ကတော့အတော့ကိုရည်စရာကောင်းလာပါတယ်ကရှင်ပြည်နယ်ထက်ကစစ်ရေးရအလုံးအရေးပါတဲ့ဗမောဒေသမကြရှုံစေရဲ့အတွက်စစ်ကော်မရှင်ရဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးမိသားစုတွေကရှေ့တန်းစစ်မျက်နှာကတပ်ဖွဲ့ဝင်တွေကိုအစားအသောက်တွေအဓိကထားကျွေးမွေးပြီးစစ်ရေးနမိတ်ပုံဖော်တဲ့ရေရာရှင်မှုတွေစက်တိုက်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်မကြာသေးခင်ကပဲဒုတိယဗိုလ်ချုပ်ကြီးတဦးရဲ့မိသားစုကဗမောဒေသမှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကော်မရှင်လက်အောက်ခံတပ်မတော်သားတွေကိုတိုက်တိုင်အောင်လို့နာမည်တက်ပြီးခောက်ဆွဲကြော်မြစ်တာအာဟာရကျွေးမွေးဂုဏ်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကလည်းအလားတူကျဲဥပလာတာတွေကိုတောက်လျှောက်ကျွေးမွေးပေးခဲ့တာကြောင့်ဒါဟာစစ်ပွဲအကြက်တွေကိုကန်စရာမြင့်တင်ပြီးကြော်လွှားဖို့ကြိုးပမ်းတဲ့ဓာတ်ဆင်ရေရာရှည်ချင်းပြွေဖြစ်တယ်လို့ဗေဒင်နဲ့နမိတ်ပညာရှင်တွေကသုံးသပ်နေကြပါတယ်။ရှေ့ရိုရာမြန်မာဗေဒင်နဲ့နမိတ်ဗေဒပညာရှင်တွေရဲ့အမြင်အရလက်ရှိစစ်မြေပြင်မှာအဖက်ဘက်ကအရေးနှိမ့်မှုတွေကြုံတွေ့နေရချိန်မှာပြုလုပ်တဲ့အခုလိုအစားအသောက်အလှူအတန်းတွေဟာတာမန်ကုသိုလ်ရေးထက်ရန်သူဘေးကလွက်ကင်းစေဖို့နဲ့စစ်စင်ရေးတွေမှာအကာအကွယ်ရစေဖို့ရည်ရွယ်တဲ့ဓာတ်ဆင်နမိတ်ရှေ့ချင်းသဘောမျိုးပိုတက်ရောက်နေရလို့ဆိုပါတယ်အထူးသဖြင့်ခောက်ဆွဲကြော်ကိုရွေးရှည်ကျွေးမွေးတာဟာ AI လက်ဖွဲ့နဲ့ဓာတ်ဆင်ရေရာရှည်ချင်းသဘောအရစစ်ရေးနမိတ်တစ်ခုဖြစ်ပါတယ်။ခောက်ဆွဲရဲ့သဘောဟာရှည်လျားပြီးတစ်ခုနဲ့တစ်ခုရစ်ပတ်နှောင်ဖွဲ့ထားတာကြောင့်စစ်မျက်နှာမှာမိမိတို့ဘက်ကရန်သူဝန်းရံမှုကိုမခံရဘဲစစ်စင်ရဲ့တပ်တန်းကြာရှည်စေဖို့နဲ့တက်တီမြေးစေဖို့အသက်ရှည်အသက်ဆက်ဓာတ်ဆင်ခြင်းအဖြစ်ဘာသာရပ်ဆိုင်ရာအရယူဆနိုင်ပါတယ်။အဲ့ဒီအပြင်ခောက်ဆွဲကိုကြော်လှော်လိုက်တာဟာအပူတက်မီးတက်ကိုတုံးဆွဲခြင်းဖြစ်ပြီးဗေဒင်သီအိုရီရအင်္ဂါကျော်စစ်ရေးစစ်ပွဲနဲ့လက်နက်ရဲ့အားနည်းနေတဲ့အခြေအနေကိုမီးနဲ့ပြန်လည်တက်ဆင်ပေးခြင်းဖြစ်ပါတယ်စစ်ပွဲမှာစိတ်သက်ကြဆင်နေတဲ့ရဲဘော်တွေကိုအမှန်ပြန်လည်တက်ကြွလာစေဖို့နဲ့ရန်သူကိုပြန်လည်တိုက်ခိုက်ရှင်မုန်းနိုင်စွမ်းရှိစေဖို့မီးတန်နဲ့အသက်သွင်းတဲ့သဘောလဲတက်ရောက်နေပါတယ်လွန်ခဲ့တဲ့တစ်ပတ်ကပြုလုပ်ခဲ့တဲ့ကျဲဥပလာတာကျွေးမွေးမှုဖြစ်စဉ်မှာလည်းတေချာတွက်ချက်ထားတဲ့ဓာတ်ဆင်မှုတွေပါဝင်နေရလို့ဗေဒင်ပညာရှင်အချို့ကထောက်ပြကြပါတယ်။ကျဲဥဟာအသက်ဇီဝအသစ်ပေါက်ဖွာခြင်းနဲ့ခံစစ်အကာအကွယ်အခွန်ကိုစားပြုတာကြောင့်ရှေ့တန်းစစ်မျက်နှာကတပ်ဖွဲ့ဝင်တွေတည်ကျပျက်စီးမှုနေပါစေဖို့ဓာတ်ခံတိဆောက်ခြင်းဖြစ်နိုင်ပါတယ်။ပလာတာရဲ့သဘောဟာဂျုံမုံကိုလိုက်ပြီးအထက်ထက်အခက်အခဲဖြစ်အောင်ပြုလုပ်ထားတာဖြစ်လို့မိမိတို့တက်တီဆောက်ပုံခိုင်မာတောင့်တင်ပြီးရန်သူကအလွယ်တကူထိုးဖောက်ဖျက်ဆီးလို့မရနိုင်စေဖို့အထက်ထက်အခန့်ခဲခံစစ်ဓာတ်ဆင်တဲ့ရေရာခြေချင်းသဘောမျိုးလိုလဲဆိုကြပါတယ်ဗမောဒေသဟာလက်ရှိအချိန်မှာကရှင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ပြင်းထန်တဲ့ထိုးစစ်ဆင်မှုတွေကြောင့်စစ်ကော်မရှင်တပ်တွေအတွက်အရေးကြီးပြီးအသက်ရှူကျပ်နေရတဲ့စစ်မျက်နှာတစ်ခုဖြစ်ပါတယ်။အဲ့ဒီဒေသမှာရှိတဲ့တပ်ဖွဲ့ဝင်တွေကိုကွက်ကွက်ကွင်းကွင်းရွေးချယ်ပြီးတိုက်တိုင်အောင်လို့နမဲတက်ကျွမွေးတာဟာစကားအရာနမိတ်အရာမှာအောင်ပွဲရစေဖို့အဋိဌံပြုကျင်တာဖြစ်ပါတယ်။ရှေ့မြန်မာမင်းတွေလက်ထက်ကလေးကစစ်ရှိရမှာအောင်နမိတ်ရစေဖို့အမီနာမကောင်းတွေကိုရှစ်ရှုတောင်းဝန်ပေးတာအောင်မြင်နေတာစားတဲ့ရေရာရှင်မှုတွေကိုလှုပ်ဆောင်နေရှိရာအခုစစ်ဗိုလ်ချုပ်မိသားစုရဲ့လောက်ရဟာလဲရှေ့ရိုးဆွဲစိတ်တန်းတဲ့စစ်ပွဲရဲ့ကံကြမ္မာကိုပြောင်းလဲဖို့ကြိုးပမ်းမှုတစ်ခုလို့ဆိုလို့ရပါတယ်
ဒါပေမဲ့ခေတ်သစ်စစ်ရေးကျွမ်းကျင်သူတွေနဲ့ပြည်သူတွေကြားမှာတော့အခုလိုအစားအသောက်ကျွမ်းမွေးပြီးရရရှင်နေရဟာစစ်မြေပြင်ကပကတိအခြေအနေမှန်ကိုဖုံးကွယ်ဖို့ကြိုးပမ်းမှုတသက်ပဲဖြစ်ပြီးအောက်ခြေရဲဘော်တွေခံစားနေရတဲ့ရိတ်ခါပြက်လက်မှုနဲ့စိတ်ဓာတ်ပြက်ပြားမှုတွေကိုအပေါ်ယံအာဟာရဒါနနဲ့ပူဇော်လို့မရနိုင်ကြောင်းဝေဖန်နေကြပါတယ်ခောက်ဆေးကြော်နဲ့ပလတာကျွေးတဲ့လုပ်ရက်တွေဟာအပေါ်ယံအဖြစ်စေတနာအာဟာရဒါနလိုထင်မဲ့ရပေမဲ့ဗေဒင်ရှုထောင့်နဲ့အကြအမြင်သဘောတရားတွေအရာတော့စစ်ပွဲအတွင်းစိုးရိမ်ထိတ်လန့်မှုတွေကိုအကာအကွယ်ပေးနိုင်ဖို့အတွက်စနစ်တကျစီမံထားတဲ့ဓာတ်ရှင်နမိတ်ရရရှိခြင်းတွေသာဖြစ်ကြောင်းသုံးသပ်ကြပါတယ်ဒုတိယအနေနဲ့ရိတ်ခါပို့ပြီးပြန်လာတဲ့စစ်တပ်နဲ့ပြူစောတိတွေခြုံခိုတိုက်ခိုက်ခံရလို့စစ်တအုပ်ဘဝကူးသွားပြီဆိုတဲ့အကြောင်းပါရိတ်ခါပို့ပြီးပြန်လာတဲ့စစ်တပ်နဲ့ပြူတွေခြုံခိုတိုက်ခိုက်ခံရလို့စစ်တအုပ်ဘဝကူးသွားပြီဖြစ်ပါတယ်မန္တလေးတိုင်းမြင်းချံတောင်သာလမ်းပိုင်းတစ်လျှောက်နေရာတွေမှာရိတ်ခါပို့ပြီးပြန်လာတဲ့စစ်ကော်မရှင်နဲ့ပြူစောတိပူပေါင်းအုပ်စုတွေကိုဒေသရင်တော်လှန်ပူပေါင်းတပ်ဖွဲ့တွေကခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကော်မရှင်ဘက်ကစစ်တအုပ်တေဆုံးပြီးအထိခိုက်ဒဏ်ရာရသူတွေများပြားခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုကိုပြီးခဲ့တဲ့မေလ24ရက်နေ့နနက်10:00 နာရီမိနစ်20အချိန်ခန့်မှာမြင်းကြံတောင်တာလမ်းပိုင်းရဲ့နေရာတစ်ခုမှာလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လင်းပူပေါင်းတပ်ဖွဲ့တွေကသတင်းကြိုရယူကစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီနေ့ကစစ်ကော်မရှင်နဲ့ပြူစောတိအင်အား20နီးပါးဟာရှေ့တန်းတပ်စခန်းတွေကိုရိတ်ခါပို့ပြီးစူပါကတ်စတန်မော်တော်ယာဉ်တစ်စီးဖိုးဝီမော်တော်ယာဉ်တစ်စီးတို့နဲ့အတူလမ်းအတိုင်းမောင်းနှင်လာတဲ့အချိန်မှာမဟာမိတ်တပ်ဖွဲ့တွေကအလင်းငိုင်းခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အပြန်အလှန်ပစ်ခတ်မှုတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတော်လင်းတပ်ဖွဲ့တွေရဲ့အနီးကပ်ပစ်ခတ်မှုကြောင့်စစ်ကော်မရှင်နဲ့ပြူစောတိတပ်ဖွဲ့ဝင်၄ဦးဟာအခင်းဖြစ်ပွားရာနေရာမှာတင်ပွဲရှင်းပြီးတည်ဆုံသွားခဲ့ပါတယ်။ဒါအပြင်ပြင်းထန်ဒဏ်ရာတွေရလို့ဆေးရုံကိုအရေးပေါ်ပို့ဆောင်ရသူတွေထဲကနေ9ဦးဟာလည်းဒဏ်ရာပြင်းထန်လွန်းတာကြောင့်ထပ်မံတည်ဆုံသွားခဲ့ရပြီးစုစုပေါင်းတည်ဆုံသူ12ဦးထိရှိလာခဲ့တာဖြစ်ပါတယ်။တေဆုံးသူတွေပြင်ကားပေါ်မှာပါလာတဲ့ကြံတဲ့သူရှုပ်လဲကျစံထိမှန်ပြီးပြင်းထန်တဲ့ဒဏ်ရာတွေအသီးသီးရရှိသွားခဲ့ကြတယ်လို့တော်လင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။တိုက်ပွဲအတွင်းမှာရန်သူထံကနေစူပါကတ်စတန်ကားတစ်စီးကိုပါတင်စီရမိခဲ့ပေမဲ့မြို့နယ်အလွန်နီးကပ်တဲ့နေရာမှာစစ်စင်လုတ်ခဲ့ရတာဖြစ်လို့အချိန်မရတာကြောင့်အဲ့ဒီကားကိုတော့အခင်းဖြစ်နေရာတွေမှာပဲပစ်ထားခဲ့ရပါတယ်။ဒါပေမဲ့စစ်ကော်မရှင်အဖွဲ့စီကနေတနက်၄လက်နဲ့အတူအခြားအရေးကြီးတဲ့စစ်သုံးဆောင်ပစ္စည်းအများပြားကိုတော့တော်လင်းရဲဘော်တွေကအောင်မြင်စွာသိမ်းဆည်းနိုင်ခဲ့ပါတယ်။ဒီကြားဖြတ်တိုက်ခိုက်မှုကို0ပျောက်ကြားတပ်ဖွဲ့မြင်းချံတပ်ရင်ခွန်မြင်းကြံခရိုင်တပ်ရင်1မြင်းကြံခရိုင်တပ်ရင်2မြင်းကြံမြို့နယ်ပကဖတိုက်နယ်2နဲ့နထိုးကြီးမြို့နယ်ပကဖတိုက်နယ်2စတဲ့ညီနောင်မဟာမိတ်တပ်ဖွဲ့တွေစုပေါင်းပြီးအချိန်တော်အတွင်းလင်းမြင်ပြတ်သွားစွာဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ဘက်ကတော့တစုံတရာထိခိုက်ဒဏ်ရာရမှုမရှိဘဲဘေးကင်းလုံခြုံစွာနဲ့စစ်စင်ရေးနေမျိုးတွေကနေပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်။ဆက်လက်ပြီးအာဆာ ARA RSO ရဲ့အနေကနေကောက်ွယ်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပူးပေါင်းမယ်လို့ AA ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆာ ARA RSO ရဲ့အနေကနေကောက်ွယ်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပူးပေါင်းမယ်လို့ AA ထုတ်ပြန်ထားပါတယ်။ဘင်္ဂလားဒေ့ရှ်အာရခနယ်စပ်မှာလှုပ်ရှားနေပြီးအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့အာဆာ ARA RSO စတဲ့အစ္စလာမ်အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေရဲ့အနေအကိုကောက်ွယ်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင်နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိနေတယ်လို့ရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကဒီကနေ့မေလ26ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ပြီးခဲ့တဲ့မေလ24ရက်နေ့နနက်7:00 နာရီခန့်ကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အချမ်းဘန်ဒရာဘန်ခရိုင်နိုင်ကွန်ချာရီမြို့နယ်အထက်မှာမိုင်းပေါက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးအဲ့ဒီအနီးအနားမှာတောင်ရလောက်ကင်နေတဲ့အပြစ်မဲ့ဒေသခံပြည်သူ3ဦးသေဆုံးခဲ့ရပါတယ်။ဒီဖြစ်စဉ်ပေါ် ULA အနေနဲ့များစွာစိတ်မကောင်းဖြစ်ရပြီးသေဆုံးသူတွေရဲ့မိသားစုတွေနဲ့အတူထပ်တူထပ်မြဝမ်းနည်းရတယ်လို့ဆိုပါတယ်။ဒါပေမဲ့နေဆက်တစ်ချောင်းလှုပ်ရှားနေတဲ့အာဆာ ARA RSO အစွန်းရောက်အဖွဲ့တွေနဲ့သူတို့ရဲ့လက်ကင်တုပ်ဝါရဖြန့်မီဒီယာရှိုးကတော့ဒီမိုင်းတွေကို ULA ကထောင်ထားတာဖြစ်ကြောင်းမဟုတ်မမှန်လောက်ကျန်လီဆယ်ပြီးဆွဆွဲတိုက်ခိုက်လာကြပါတယ်ဒီဆွဆွဲမှုတွေအပေါ်အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အချမ်းမှာဖြစ်ပြီးမိမိတို့နဲ့လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ULA ဘက်ကပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်အမှန်တကယ်တော့အဲ့ဒီနေရာဟာအဆိုပါအစွန်းရောက်စစ်သွေးကြအဖွဲ့တွေအဓိကရှေ့ချုပ်ကျင်လဲကျက်စားနေတဲ့နေရာဖြစ်ပြီးဒေသခံတိုင်းရင်းသားတွေကိုပါမတွားလာဖို့ပိတ်ပင်ကန့်သတ်ထားတဲ့နေမြေတစ်ခုဖြစ်တယ်လို့ထောက်ပြထားပါတယ်။
အဆိုပါအစွန်းရောက်အဖွဲ့တွေဟာအာရခတပ်တော် AA ကဖက်ဆက်စစ်ကော်မရှင်စစ်တပ်ရဲ့ထိုးစစ်တွေကိုခုခံကာကွယ်နေရတဲ့အချိန်ကောင်းကိုခွင့်ကောင်းယူပြီးနေဆက်တစ်ချောင်းနဲ့တောတောင်လမ်းတွေမှာမိုင်းထောင်တာခြုံခိုတိုက်ခိုက်တာပြည်သူတွေကိုဖမ်းဆီးငွေညှစ်တာနဲ့ကျွေးနွားလူရက်တာတွေကိုကာလအတန်ကြာကျူးလွန်နေကြတာဖြစ်ပါတယ်လက်ရှိမှာဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရခပြည်သူတော်လှန်ရေးအစိုးရတို့ကြားတရားဝင်တန်တမန်ဆက်သွယ်မှုမရှိသေးပေမဲ့နေဆက်ဒေသပြည်သူတွေရဲ့လူမှုစီးပွားကျန်းမာရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေမှာနားလည်မှုရလဒ်ကောင်းတွေရရှိခါနေအချိန်ဖြစ်နေပါတယ်။အခုလိုအချိန်မျိုးမှာနိုင်ငံတကာရောက်မနာလိုသူအုပ်စုတချို့ကနှစ်ဖက်ဆက်ဆံရေးထိခိုက်ပျက်စီးသွားစေဖို့ရည်ရွယ်ပြီး ULA ပေါ်ပုံစံမျိုးစုံနဲ့နိုင်ငံရေးလှုပ်ကြံတိုက်ခိုက်နေကြတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်မို့လို့နေဆက်ဒေသမှာရှိတဲ့မိမိတို့ပြည်သူတွေအနေနဲ့တောတောင်ထဲနဲ့လူပြတ်တဲ့နေရာတွေကိုတွာလာတဲ့အခါအဆိုပါအစွန်းရောက်အဖွဲ့တွေရဲ့အနေနဲ့မိုင်းအန်တွေကိုအထူးသတိပြုကြဖို့နှိုးဆော်ထားပါတယ်။အဲ့ဒီအပြင်နေဆက်တစ်လျှောက်မှာအကြမ်းဖက်မှုမျိုးစုံကျူးလွန်နေတဲ့အစွန်းရောက်စစ်သွေးကြအဖွဲ့တွေရဲ့အနေကိုကာကွယ်ဖျက်ဆီးပစ်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါလက်တွဲလှုပ်ဆောင်သွားဖို့အစဉ်သင့်ရှိနေကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။ထပ်မံတင်ပြပေးမှာကတော့ UFC ရှစ်ပီယံဂျိုရှူအာဗန်နဲ့ဖြူဖြူကျော်သိန်းကိုမလေးရှားရောက်မြန်မာတွေကြိတ်ကြိတ်တိုးကြိုဆိုတဲ့သတင်းကိုပြောပြပါမယ်။ UFC ရှစ်ပီယံဂျိုရှူအာဗန်နဲ့ဖြူဖြူကျော်သိန်းကိုမလေးရှားရောက်မြန်မာတွေကြိတ်ကြိတ်တိုးကြိုဆိုခဲ့ကြပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုရောက်ရှိလာတဲ့ကမ္ဘာ UFC ရှစ်ပီယံရှင်းလူမျိုးဂျိုရှူအာဗန်နဲ့နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်သိန်းတို့ကိုမလေးရှားရောက်မြန်မာနိုင်ငံသားထောင်ပေါင်းများစွာကလှိုက်လှိုက်လဲလှဲနဲ့ကြိတ်ကြိတ်တိုးလာရောက်ကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။ဒီကြိုဆိုတွဲဆုံပွဲကိုမေလ25ရက်နေ့ည9:00နာရီကနေည10:00နာရီအထိကွာလာလမ်ပူမြို့မှာရှိတဲ့ ICC ပူတူဟောမှာစီစီကားကားကျင်းပခဲ့တာဖြစ်ပြီးလာရောက်အားပေးကြတဲ့မိဘပြည်သူတွေနဲ့ခမ်းမတစ်ခုလုံးပြည့်ချံသွားခဲ့တာဖြစ်ပါတယ်။ပွဲအတွင်းမှာကမ္ဘာ့အဆင့် UFC ကစားသမားတဦးဖြစ်တဲ့ဂျိုရှူအာဗန်ကမလေးရှားရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ရှင်းလူမျိုးပြည်သက်တွေကိုရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ဒါအပြင်သူကလာရောက်အားပေးကြတဲ့ပြည်သက်တွေအတွက်အမှတ်တရလက်မှတ်ထိုးပေးတာတွေအုပ်စုလိုက်စုပေါင်းတပ်ပုံရှိုက်တာတွေကိုလည်းစိတ်ရှည်လက်ရှင်နဲ့လှုပ်ဆောင်ပေးခဲ့တာကြောင့်ပြည်သက်တွေအလွန်ပဲပျော်ရွှင်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့နိုင်ငံတကာအဆိုတော်ဖြူဖြူကျော်သိန်းကပြည်သက်တွေအတွက်ဖျော်ဖြေမှုတွေလှုပ်ဆောင်ပေးခဲ့ပြီးနယူးတော်လင်းရဲ့အထင်အမှတ်ဖြစ်တဲ့ကျေသရှင်းကိုတီဆိုပြီးဂုံပြုဖျော်ဖြေခဲ့ပါတယ်။ဖြူဖြူကျော်သိန်းကအဲ့ဒီသရှင်းကိုတီဆိုတဲ့အချိန်မှာအဝေးရောက်တော်လင်းအင်အားစုတွေနဲ့ပွဲတက်ရောက်လာတဲ့ပြည်သက်အလုံးကခမ်းမတစ်ခုလုံးဟိမ့်ထက်သွားအောင်တန်ပြိုင်လိုက်ပါတီဆိုခဲ့ကြပါတယ်။မြန်မာပြည်ရဲ့လက်ရှိအခြေအနေတွေနဲ့တော်လင်းအမတ်တရားတွေကိုဖော်ညွှန်းနေတဲ့ကျေသရှင်းကိုတန်ပြိုင်တီဆိုရင်းနဲ့ခံစားချက်ပြင်းထန်လာတာကြောင့်မြန်မာနိုင်ငံသားရှုံမျက်ရည်ကျငိုကြွေးခဲ့ကြရတယ်လို့ပွဲတက်ရောက်သူတွေကပြောပါတယ်။ဒီပွဲဟာမိခင်နိုင်ငံနဲ့ဝေးကွာပြီးမလေးရှားမှာရုန်းကန်နေရတဲ့မြန်မာနိုင်ငံသားတွေအတွက်တော်လင်းအင်အားစုတွေနဲ့အတူခွန်အားတွေပြန်လည်ဖြစ်တင်ခွင့်ရတဲ့စိတ်လှုပ်ရှားစရာတွဲဆုံပွဲတစ်ခုဖြစ်ခဲ့ရပါတယ်။အခုလိုပွဲပြီးမှာတော့လာမယ့်မေလ29ရက်နေ့မှာထပ်မံကျင်းပမယ့်ရှင်းဒုက္ခသည်ကော်မတီ CRC ရဲ့25နှစ်ပြည့်ငွေရူအထင်အမှတ်အခမ်းအနားကိုလည်းဆက်လက်ပြုလုပ်သွားဖို့ရှိနေပါတယ်။အဲ့ဒီရှင်းဒုက္ခသည်ကော်မတီရဲ့ငွေရူအခမ်းအနားကိုလည်းကဘာကျော် UFC ရှစ်ပီယံဂျိုရှူအာဗန်နဲ့အဆိုတော်ဖြူဖြူကျော်သိန်းတို့ကအထူးဧည့်သည်တော်တွေအနေနဲ့ဆက်လက်တက်ရောက်အားပေးသွားအောင်မယ်လို့သိရပါတယ်။နောက်ဆုံးပြည်ပသတင်းအနေနဲ့မြောက်ကိုရီးယားကိုတုံ့ပြန်ဖို့ပထမဆုံးနျူကလ িয়ার ရင်ငုတ်တင်ပေါ်လွှတ်တင်နိုင်ရေးတောင်ကိုရီးယားကြိုးပမ်းတဲ့သတင်းကိုပြောပြရင်ကျွန်တော်ရဲ့နနက်ခင်သတင်းတင်ဆက်မှုတွေကိုဒီမှာတင်ဆက်နာလိုက်ပါရစေခင်ဗျာမြောက်ကိုရီးယားကိုတုံ့ပြန်ဖို့ပထမဦးဆုံးနျူကလ িয়ার ရင်ငုတ်တင်ပေါ်လွှတ်တင်နိုင်ရေးတောင်ကိုရီးယားကြိုးပမ်းနေပြီဖြစ်ပါတယ်မြောက်ကိုရီးယားရဲ့ရင်ငုတ်တင်ပေါ်အပြစ်နျူကလ িয়ার နဲ့ဒုံးကျည်ချင်းချောင်းမှုတွေကိုတုံ့ပြန်ဖို့ရည်ရွယ်တဲ့အစီအစဉ်တစ်ခုအရတောင်ကိုရီးယားနိုင်ငံဟာ2030ပြည့်နှစ်များအလယ်ပိုင်းမှာသူတို့ရဲ့ပထမဦးဆုံးနျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်တင်မောတွေကိုလွှတ်တင်နိုင်ဖို့ကြိုးပမ်းသွားမယ်လို့တာဝန်ရှိသူတွေကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားအနေနဲ့နျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်တင်မောတွေမောင်းနှင်အသုံးပြုနေတဲ့ထိပ်သီးနိုင်ငံတွေအုပ်စုထဲပါဝင်ခွင့်ရဖို့ကာလရှည်ကြာကြိုးပမ်းခဲ့တာဖြစ်ပြီးအခုလောက်ရဟာအာရှရဲ့လုံခြုံရေးအခင်းကျင်းကိုပြောင်းလဲစေနိုင်တယ်လို့ရေအောက်လက်နက်ပြိုင်ဆိုင်မှုတွေကိုလည်းပုံမမြင့်တက်လာစေနိုင်ပါတယ်။နိုင်ငံရဲ့အနာဂတ်ကာကွယ်ရေးမဟာဗျူဟာကိုစစ်စစ်သုံးသပ်နေတဲ့ကော်မတီတစ်ခုမှာသမ္မတလီဂျေမြောင်ကခိုင်မာတဲ့တောင်ကိုရီးယားအမေရိကန်မဟာမိတ်ပြုမှုကိုအခြေခံပြီးတည်ဆောက်မဲ့နျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်တင်မောဟာ
ကိုရီးယားကျွန်းဆွေရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်တာဝန်ယူလိုတဲ့ကျွန်တော်တို့ရဲ့ဆန္ဒပြရုပ်တစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်အဆိုပါရင်ငုတ်တင်မောဟာတန်းစင်မှုနှုံနိုင်ငံယူနီယံလောင်စာစီကိုအသုံးပြုမှာဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံအတွင်းမှာပဲဒီဇိုင်းထုတ်တိစောက်သွားမှာဖြစ်ကြောင်းကာကွယ်ဝင်ကြီးဂရူဘက်ကတောင်ကိုရီးယားရဲ့နျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်တင်မောတွေပိုင်ဆိုင်နိုင်ရဲ့အခြေခံစီမံကိန်းကိုချပြရင်ပြောကြားခဲ့ပါတယ်ဝန်ကြီးအန်ကဆက်လက်ပြောကြားရမှာဒီအစီအစဉ်ဟာတောင်ကိုရီးယားရဲ့နျူကလ িয়ার တင်မောတိစောက်ရေးနဲ့ကာကွယ်ရေးလုပ်ငန်းကဏ္ဍတွေကိုအသုံးချသွားမှာဖြစ်ပေမဲ့ဆိုအနေနဲ့နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ဖို့ဒါမှမဟုတ်ထုတ်လုပ်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ဆိုရကတိကဝတ်တွေကိုတော့ဆက်လက်ထိန်းသိမ်းသွားမယ်လို့ဆိုပါတယ်အစိုးရအဖွဲ့အစည်းတစ်ခုမှာသမ္မတလီကဒီစီမံကိန်းရဲ့အရေးပါပုံကိုအလေးပေးပြောကြားခဲ့ပြီးနောက်တောင်ကိုရီးယားတင်မောချင်းကုမ္ပဏီကြီးတွေဖြစ်တဲ့ဟန်ဟွမ်နဲ့ HJ Hyundai Heavy တို့ရဲ့ရှယ်ယာဈေးနှုန်းတွေဟာအသီးသီး10.2%နဲ့9.6%အထိမြင့်တက်ကာဈေးပိတ်ခဲ့ကြပါတယ်။တောင်ကိုရီးယားအနေနဲ့နျူကလ িয়ার လက်နက်ပြန့်ပွားမှုမရှိစေရတေချာစေဖို့တန့်စင်မှုနှုန်းနိုင်ငံယူရေနီယံလောင်စာရရှိရေးလုပ်ငန်းစဉ်အတွင်းအမေရိကန်ပြည်ထောင်စုနဲ့နီကတ်စွာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးနိုင်ငံတကာအမှုမျိုးစွမ်းအင်အေဂျင်စီ IAEA နဲ့လည်းလက်တွဲဆောင်ရွက်သွားမယ်လို့ဝန်ကြီးအန်ကပြောကြားခဲ့ပါတယ်။အဆိုပါပထမဦးဆုံးရင်ငုတ်တင်မောကို2030ပြည့်နှစ်တွေရဲ့အလယ်ပိုင်းကာလလောက်မှာလွှမ်းတင်ဖို့ရည်မှန်းထားကြောင်းသူကဆိုပါတယ်နျူကလ িয়ার မောင်းနှင်စနစ်ဟာအဆိုပါရင်ငုတ်တင်မောအသစ်တွေကိုရေအောက်မှာကာလကြာရှည်စွာပုံမငုတ်ရှိုးနေနိုင်စွမ်းရှိနေမှာဖြစ်ပြီးလက်ရှိတောင်ကိုရီးယားမှာရှိတဲ့ရင်ငုတ်တင်မောတွေထက်ပုံမမြန်ဆန်တွက်လက်တဲ့ရွှေ့ပြောင်းလှုပ်ရှားနိုင်စွမ်းကိုတေချာပေါက်ရရှိစေမှာဖြစ်ကြောင်းအစိုးရကပြောကြားထားပါတယ်။ MBA နနက်ခင်းအထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MBA တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ဖြာကျမ်းမာချမ်းသာပြီးဘဝအမောတွေလည်းပြည့်ကြပါစေခင်ဗျာ။